အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Storybook YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကတော့ Upland အပိုင်း3ဖြစ်ပါတယ်ခင်ဗျာအစင်သင့်ဖြစ်ပြီးဆိုရင်စလိုက်ကြရအောင်ဗျာစမ်းတက်မှုနဲ့လမ်းပြကုမနနီရွာအစွန်ရှိဥအောင်ဤနေအိမ်ချမ်းဝင်းအတွင်းမှာဖြစ်တယ်အချင်းအဖြစ်မနက်စောအချင်းဖြစ်တယ်အိမ်တွင်းမှာဖန်ခွက်ကလေးတည်းရှိမီးတောက်တီတီလေးတီလွင့်ပြန်လာပြီးချမ်းဝင်းတွင်လမ်းလျှောက်နေသောထူးမြတ်၏နောက်သို့လိုက်ပါလာတယ်ထူးမြတ်သည်လက်ထဲတွင်ရှေးဟောင်းထစ်စီအချို့ညကျန်းစာလိုက်များကိုကင်ဆောင်ထားတယ်။သူ၏အသားရည်ပေါ်တွင်မန်တန်စာလုံးချို့ကမိမ့်လေးတောက်ပနေတယ်။ဖခင်ထစ်သူဦးအောင်မှာတော့အိမ်တကားဝတွင်ရက်ညင်းသားထစ်သူကိုစိုးအိမ်တကြီးကြည့်နေတယ်။ဦးအောင်မှာစိတ်ပူသောအတန်ဖြင့်ယခုလိုပင်စကားဆိုလိုက်ခြင်းဖြစ်တယ်။ဒါထူးမြတ်ဟိုနီးကဒေါ်လီမန်ကိုကယ်ပြီးကလေးကမင်းနီးပုံထိုင်ပုံတွေဖောင်းနေတယ်။အဲ့ဒီလက်ထဲကပစ္စည်းတွေနဲ့စားလိုက်တွေကဘဲကရတာလဲ။ထိုအခါထူးမြတ်မှသူ၏ဖခင်ထစ်သူအားအေးဆေးစွာလှည့်ကြည့်ရင်အဖေဒါတွေကတားရဲ့အတိတ်ဘဝတွေကပါလာရဲ့ပါရမီပစ္စည်းတွေပါဒါရှိဆက်ရမယ့်လမ်းအတွက်ဒါတွေကလိုအပ်တယ်အဖေဦးအောင်မစိတ်မတက်မတာဖင်တက်ပြင်းချရင်တားဘာတွေလုပ်နေလဲဆိုတာအဖေသိချမသိပေမဲ့အဖေကတော့တားကိုတာမန်ကလေးတယောက်လိုပဲရှင်းတန်းစေခြင်းတယ်အန်ဒီရီမလို့ခြင်းဘူးဖခင်ဖြစ်သူမှာသူ့အားထိုးထိုးစကားဆိုခြင်းကိုသူမကြိုက်တဲ့ဖြင့်ဖခင်ဖြစ်သူညစကားမဆုံးခင်ပါပဲရွာထဲသူထွက်သွားလိုက်တယ်ထူးမြတ်သည်လက်ထဲတွင်ကျန်းစာလိုက်အချို့ကိုပွေ့ပိုက်ပြီးရွာလေလန်းတိုင်းလျှောက်လာတယ်။ရွာသားချို့ကသူ့ကိုမြင်လျင်တိုးနဲ့ပြောဆိုကြတယ်။အချို့ကကြောက်ရွံ့ကြပြီးအချို့ကအံ့ဩကြတယ်။ဟုတ်ကလေးမနေ့ကဒေါ်လီမြန်းကိုအုပ်လန်းပြူစားခံရတာကယ်လိုက်တဲ့ကလေးလေး။ကလေးကငယ်လေးနဲ့လက်ထဲမှာလည်းထူးဆန်းနေပစ္စည်းလေး။အဲ့ဒီကလေးကအုပ်လန်းပညာတတ်တယ်လို့ကြားတယ်။ထိုအခါထူးမြတ်မှမိဒူးကမှဂယုမဆိုင်ပဲရွာအပြင်ဘက်ရှိရှေးဟောင်းစေရီပြက်ခီစီတို့ဦးတီလျှောက်လာတယ်။ထိုနေရာမှာမြတ်ပင်များချောင်းနွယ်များထင်ဖုံးလွှမ်းနေပြီးအေးဆက်လေထူးကစိုးမိုးနေတယ်။ထူးမြတ်ကစေရီပြက်ကြီးကိုစိုက်ကြည့်ရင်ရုတ်တရက်ခြေလန်းတန့်သွားတယ်။ထိုအခါထူးမြတ်၏စိတ်ထဲတွင်စေရီပြက်ကြီးအကွဲကြောင်များကြားကနေအနက်ရောင်အငွေ့များထွက်ပေါ်နေတာကိုမြင်ရတယ်။ထိုအငွေ့များနဲ့အတူစေရီထဲတွင်ပိတ်မိနေသောတရေတစေသူနူ၏နာကျင်စွာအော်ဟစ်တန်ကိုပါတပါးလေးသူကြားလိုက်ရတယ်ထူးမြတ်ကဇေဒီပြက်ထဲသို့ဝင်သွားတယ်။အထဲတွင်မှောင်မိုက်ချင်းကကြီးစိုးနေတာကိုသူတတိထားမိတယ်။သူကကျန်းစာလိုက်တစ်ခုကိုဖြန့်လိုက်ရာထိုကျန်းစာလိုက်မှရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီးဇေဒီအတွင်းကိုလင်းထိန်သွားစေတယ်။ထူးမြတ်မှတိုးညင်းစွာရွတ်ဆိုရင်တင့်ဤနာကျင်မှုနှင့်ငြင်းအေးပါစေ။တင့်ဤဝဉ္ဉင်းငြင်းချမ်းရာသို့တွားပါစေ။သူစကားဆုံးသည့်နဲ့ဒီပလန်ထဲမှာပဲကျန်းစာလိုက်မှထွက်ပေါ်လာသောအလင်းတန်းများမှာဇေဒီပြက်ကြီးအကွဲကြောင်များကြားကနေဇေဒီအပြင်ဘက်ကိုဖောက်ထွက်နေလေကအနက်ရောင်အငွေ့များကလည်းအလင်းရှည်တာအတိုင်းလွင့်ပြဲသွားပြီးဇေဒီအတွင်းကအေးဆက်လေထူးကလွှမ်းခြုံသွားတာကိုထူးမြတ်တယောက်တိတိတတာခံစားလိုက်ရတော့တာဖြစ်တယ်။အချိန်အားဖြင့်နေဝင်ကြီးတော့အချိန်ပြင်းထွက်နေတယ်။သို့ပေမဲ့ဇေဒီအတွင်းကျန်းစာမှထွက်လာသောအလင်းတန်းများကြောင့်အပြင်ဘက်မှာမှောင်ကြီးပြိုးစစ်ဖြစ်နေပြီဆိုတာကိုထူးမြတ်တယောက်တတိမထားမိခင်ဖြစ်တယ်။သူ၏လုပ်ငန်းဆောင်ရပြီးသွားသည့်နောက်ကျန်းစာအားဖြတ်လိုက်ရာဇေဒီအတွင်းမှောင်ထုကနေဘက်ထပ်ပင်ပို၍ကြီးဆိုးသွားတယ်။ထိုကမှထူးမြတ်တယောက်ညနေဆောင်၍မှောင်ကြီးပြိုးစစ်အထင်ရောက်သွားမှန်တတိထားမိလိုက်ရတော့တယ်။ထူးမြတ်ကဇေဒီပြက်ထဲသို့ထွက်လာလိုက်တယ်။သူ၏မျက်နှာတွင်စိတ်အေးလက်အေးဖြစ်နေတယ်။ထိုချိန်တွင်ဇေဒီပြက်နောက်မှလူရိပ်တစ်ခုထွက်လာတယ်။ထိုသူမှာအသက်ကြီးရင်၍ဆုံးကပေပုံစံရှိသောအောက်လန်းဆရာကြီးတူဖြစ်တယ်။အောက်လန်းဆရာကြီးမှာအေးဆက်အပြုံးငိမ်။ကောင်းလေးမင်းကတကယ်ပါရမီရှင်ပဲငါရဲ့ပိတ်လောင်မှုကိုတောင်ဖြိုခွင်းနိုင်တယ်ထိုအခါထူးမြတ်မှတင်းငင်းစွာကြည့်ရင်ခဏကဘာလို့လဲဘာလို့ဒီဝင်းကြီးကိုပိတ်လောင်ထားတာလဲသူ့အားစကားဆိုလာတော့အောက်လန်းဆရာကြီးအားမေးလိုက်တယ်ထိုအခါအောက်လန်းဆရာကြီးမှသူ့အားထိုးတို့စကားဆိုလာတဲ့ဖြင့်ငါကပေါ့ပွားအမှန်ပညာရဲ့သခင်ငါကမင်းရဲ့ပညာပါရမီကိုစမ်းတတ်တာမင်းမငါရှိကသင်ယူစရာတဲ့အများကြီးရှိတယ်ငါကိုပူပေါင်းရင်မင်းရဲ့ပညာပါရမီကိုပိုပြီးထပ်မြတ်အောင်လုပ်ပေးနိုင်တယ်။ထိုအခါထူးမြတ်မှတီငိမ်စွာပြုံးရင်ကျုပ်ကပညာကိုလူတွေကိုကူညီဖို့ပဲသုံးပါ။ကျုပ်လန်းကကျုပ်လန်းခမည်းလန်းကခမည်းလန်းပါ။ပညာချင်းတူနေပေမဲ့ကျုပ်တွေလမ်းလျှောက်တဲ့လမ်းချင်းမတူဘူး။ထိုအခါပေါ့ပွားကမျက်နှုံးချင်းစုံရင်လမ်းကကိုယ်တိုင်ရွေးချယ်ရတာပဲ။ဒါပေမဲ့အမောင်ထိုးကမင်းကိုအမြဲစောင့်ကြိုမှကောင်းလေ။ပေါ့ပွားကထိုးပြောပြီးချက်ချင်းဆိုတို့ထင်ခန္ဓာကိုယ်မှာအမဲရောင်အခိုးအငွေ့တို့ပြောင်းကွဲပြီးပျောက်ကွဲသွားတော့တာဖြစ်တယ်။
ထူးမြတ်ကပေါ့ကွာပျောက်ကွဲသွားသောနေရာကိုစိုက်ကြည့်ရင်းသူရှေ့ဆက်ရမယ့်လမ်းတွင်စိန်ခေါ်မှုအသစ်တွေပေါ်ပေါက်လာနိုင်ကြောင်းကိုတွေးရင်းအိမ်အပြန်လမ်းသို့လှည့်ပြီးလမ်းလျှောက်သွားလိုက်တော့တယ်။ဦးအောင်တို့အိမ်ကခြံဝင်းတွင်မှဖြစ်တယ်။အချိန်အားဖြင့်ညနက်ပိုင်းအချိန်ကိုရောက်လာခဲ့လေပြီ။ထူးမြတ်သည်အိမ်ခြံဝင်းအသေးလမ်းလျှောက်နေတယ်။ဖန်အင်္ဂလိပ်တဲ့ရှိမီးတောက်တီတီလေးသည်သူနှုတ်သို့တောက်လျှောက်လိုက်ပါလာတယ်။သူကကောင်းကင်မှလားပြေဝင်းကြီးကိုမှောက်ကြည့်ရင်အောက်လန်းဆရာကြီးပေါ့ပွားကြီးစကားကိုပြန်လဲစဉ်းစားနေတယ်။အမောင်သူကဘလောက်ပဲကြီးဆိုးပါစေ။အလင်းရောင်ကလေးတစ်ခုတည်းနဲ့တင်အမောင်သူကိုဖြိုခွင်းနိုင်တယ်ဆိုတာကျုပ်သက်သေပြမှာ။ထို့သောထူးမြတ်သည့်စိတ်ထဲတွင်အကြိမ်ကြိမ်အခါခါပြောနေမိတယ်။ဦးအောင်မအိမ်ထဲသို့နေတားဖြစ်သူကိုကြည့်ရင်တက်ပြင်းချလိုက်တယ်။တားဖြစ်သူ၏ပါရမီကသူ့အတွက်ဂုံယူစရာဖြစ်လို့စိုးရိမ်စရာလည်းဖြစ်နေတယ်။သူကမင်းနေ၏နောက်ဆုံးစန္ဒကိုဖြည့်ဆည်းပေးရန်နဲ့ထူးမြတ်ကိုကောင်းမွန်စွာစောင့်ရှောက်ရန်တန်တဏိထံကိုပို့ပြီးတင်းတင်းဆုပ်ကုပ်လိုက်တယ်။ဟုတ်ကဲ့ပါ။ယနေ့မှကျွန်တော်ခမရတို့ကိုတင်ဆက်ပေးသွားတာကတော့အောက်လန်းအပိုင်း3ထက်ပါတယ်။ယခုဆက်လန်းလေးကိုနားဆင်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ထင်နောက်နေ့တွေမှာလည်းကျွန်တော်ရဲ့ Storybook YouTube Channel လေးကိုလာရောက်နားဆင်အားပေးနိုင်ပါကြောင်းတပါးလေးဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။